ဟိုရှိတုန်းကတောင်တန်းကြီးတွေရဲ့ခြေရင်းမှာအယောင်သွေးစုံလင်တဲ့ပန်းခြံလေးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီပန်းခြံထဲမှာအသီးမသီးနိုင်တဲ့ပန်းသီးပင်အိုကြီးတစ်ပင်ရှိတာပေါ့။တခြားအပင်တွေကလှပတဲ့အသီးတွေတီးနေချိန်မှာပန်းသီးပင်အိုကြီးကတော့ခြောက်သွေးနေပုံရပါတယ်။ငှက်ကလေးတွေတောင်သူ့အပေါ်မှာနားဖို့ဝင်လေးနေကြတယ်လေ။တနေ့မှာတော့လမ်းလျှောက်လာတဲ့ကောင်လေးတစ်ယောက်ဟာဒီပင်အိုကြီးရဲ့အရေးအောက်မှာနားခိုမိပါတယ်။တခြားအပင်တွေကဝေးဝေးဆဆရှိပေမဲ့ကောင်လေးကတော့ဒီအပင်အိုကြီးရဲ့အခောက်တွေကြားကကြန့်ခိုင်မှုကိုသတိထားမိသွားတယ်။သူကနေတိုင်းအပင်ကြီးစီကိုလာပြီးရေလောင်းပေးတယ်။အပင်ကြီးကပေါင်းမြက်တွေကိုရှင်းပေးတယ်။တခြားသူတွေကဒီအပင်ကတည်နေပြီပဲအပူတွေလုံးမနေပါနဲ့လို့ဝိုင်းပြောကြပါတယ်။ဒါပေမဲ့ကောင်လေးကတော့ပြုံးပြီးအပင်တိုင်းမှာကိုယ်ပိုင်ချိန်ရှိတယ်လို့ပဲပြန်ပြောခဲ့တယ်။ရွေးဦးပေါက်တဲ့10မိနစ်မှာတော့ထူးဆန်းလာတစ်ခုဖြစ်လာပါတယ်။ခြောက်တွေ့နေတဲ့အကိုင်းခတ်တွေကြားကနေရွှေရောင်တောက်နေတဲ့ပန်းသီးလေးတစ်လုံးစတင်ထွက်ပေါ်လာတာပါပဲ။အဲ့ဒီပန်းသီးလေးဟာပန်းခြံတစ်ခုလုံးမှာအချိုဆုံးနဲ့အလှဆုံးဖြစ်နေခဲ့ပါတယ်။ပန်းသီးပင်အိုကြီးဟာသူတစ်ပါးရဲ့ဂရုစိုက်မှုနဲ့မျှော်လင့်ချက်ကြောင့်ပြန်လည်ရှင်သန်လာခဲ့တာပါ။ဘယ်အရာမှနောက်ကျသွားတဲ့ဆိုတာမရှိပါဘူး။စိတ်ရှည်သည်းခံမှုနဲ့မေတ္တာသာရှိရင်မဖြစ်နိုင်တဲ့အရာတွေကိုတော့အကောင်းဆုံးဖန်တီးနိုင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုအားပေးတဲ့အရောက်စီတိုင်းအထူးကျေးဇူးတင်ပါတယ်။အားလုံးကျန်းမာချမ်းသာကြပါစေ။